အောက်စုကနေနောက်စဉ်တက်ဖို့အတွက်အရှုံးခံလို့မရတဲ့အင်တာမီလန်အားလုံးပဲမင်္ဂလာပါဗျ TDA Football Show YouTube Channel ကနေပြီးတော့ညီကိုတွေအားလုံးကိုပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ညီကိုတွေကိုရွေးချယ်သုံးသက်ပေးခြင်းတဲ့ပွဲလေးကတော့ဒါ FIBA Club World Cup Group E ဒါ Round 3 ပွဲစဉ်ရဲ့ပွဲစဉ်နှစ်ပွဲတွေကဒါစိတ်လှုပ်ရှားဖို့ကောင်းစိတ်လှုပ်ရှားပြီးတော့စိတ်ဝင်စားဖို့ကောင်းတဲ့ Inter Milan အသင်းနဲ့ဒါ River Plate အသင်းတို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်ဗျဒီအုပ်စုမှာဆိုရင်တော့ဒါ River Plate Inter Milan Monterrey Urawa Diamond တို့ပါဝင်နေပြီးတော့ဒါ River Plate ကတော့တပွဲတည်တပွဲအနိုင်ရရှိတပွဲအနိုင်ရရှိထားတဲ့အတွက်ရမှတ်၄မှတ်အင်တာမီလန်အသင်းကလည်းတပွဲတည်တပွဲအနိုင်ရရှိထားတဲ့အတွက်ရမှတ်၄မှတ်ရရှိထားသလိုဒါမွန်တေရီအသင်းကတော့နှစ်ပွဲတည်ကြထားတဲ့အတွက်နှစ်ပွဲတည်ကြထားတဲ့အတွက်2မှတ်ရရှိထားပြီးတော့ဒါဥရာဝါဒိုင်းမွန်ကတော့နှစ်ပွဲလုံးရှုံးနေထားတဲ့အတွက်လုံးဝအမှတ်မရရှိသေးပါဘူးဗျဒီပွဲကRiver Plate အတွက်ကော Inter Milan အတွက်ကောဒါနောက်တစ်ဆင့်တက်ဖို့အတွက်အရေးကြီးနေတဲ့ပွဲစဉ်တစ်ပွဲဖြစ်ပါတယ်ဗျ။ဘာလို့လဲဆိုတော့ဒါဒီအုပ်စုမှာဒါ3သင်းပေါ့နော်ဒါ River Plate Inter Milan Monterrey အသင်းတွေက1 2 3ရပ်တည်နေတယ်ဆိုပေမဲ့ဂိုးရမှတ်ကလည်းအရင်ကွာခြားမှုမရှိတယ်လို့ဒါဂိုးကွာခြားချက်ကလည်းတိတ်မများလာတဲ့အနေအထားကြောင့်ဒါဒီအုပ်စုကဘယ်အသင်းနောက်တစ်ဆင့်တက်သွားမလဲဆိုတာကတော့ဒါဒီည Inter Milan အသင်းနဲ့ River Plate အသင်းတို့ရဲ့ပွဲစဉ်ကဒါအဆုံးဖြတ်ပြီးသွားမှာဖြစ်ပါတယ်ဗျ။ Inter Milan အသင်းကတော့ဒါဒီကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာဒါပြီးခဲ့တဲ့ round 2မှာဆိုလို့ရှိရင်ဒါကိုရီးယားကလပ်ဥရာဝါဒိုင်းမွန်ကိုဒါပွဲပြီးကနီးဂိုးနေပေါ့နော်ဒါကပ်ပြီးအနိုင်ရရှိခဲ့တယ်လို့ဒါမွန်တေရီအသင်းကိုလည်းဒါတည်ရလက်ပဲရရှိအောင်စွမ်းဆောင်နိုင်တဲ့အတွက်ဒါအင်တာမီလန်အသင်းရဲ့ဒါဒီ FIBA Club World Cup ပြိုင်ဆိုင်မှုကတိတ်ပြီးတော့အားရစရာမရှိတဲ့အနေအထားမျိုးမှာတွေ့ရပါတယ်ဗျဒါပေမဲ့လည်းဒါအင်တာမီလန်အသင်းကဒီပွဲမှာသူ့အနေနဲ့ဒါတည်ကြလို့လည်းမရဘူးဒါအရှုံးလို့လည်းမရဘူးအင်တာမီလန်နဲ့တေချာပေါက်အနိုင်ရမှဒီပွဲမှာအနိုင်ရမှနောက်တစ်ဆင့်တက်နိုင်မှာဖြစ်တယ်လို့ဒါ River Plate ကတော့သူ့အနေနဲ့တည်ရလက်ရရှိယုံနဲ့တင်နောက်စစ်တက်နိုင်မှာဖြစ်ပါတယ်ဗျ River Plate ကဒီအုပ်စုမှာဆိုလို့ရှိရင်ဒါဂူလောတယ်ပေါ့နော်ဒါနောက်ဆင့်တက်ဖို့အတွက်ဒါမျှော်လင့်ချက်အကောင်းဆုံးရှိနေတဲ့အသေးသေးလေးဖြစ်ပါတယ်ဗျRiver Plate ကဒီကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ River Plate ရဲ့တိုက်စစ်က3ဂိုးသွင်းထားပြီးတော့ခံစစ်ကလည်းပေးဂိုး1ဂိုးပဲပေးထားရပါတယ်ဗျဒါ River Plate မှာဒါပေမဲ့လည်း River Plate မှာကွင်းလေကစားသမား3ယောက်လောက်ထိကဒါပွဲပယ်ပြစ်ဒဏ်ရရှိနေတဲ့အတွက်ဒါဒီဘက်မှာ River Plate အသင်းရဲ့ကွင်းလေကဒါအသင်းတစ်သင်းရဲ့အသက်သွေးကြောကဒါကွင်းလေဘိုင်းကအဓိကသဘောမျိုးဖြစ်တဲ့အတွက်အဓိကကွင်းလေကစားသမားတွေမပါဝင်တဲ့ River Plate ရဲ့ကွင်းလေဘိုင်းကအနည်းငယ်အားနည်းမှုတွေရှိလာနိုင်ပါတယ်ဗျမနက်ခင်းဒီနှစ်သင်းရဲ့မနက်ခင်းစတဲ့ပေါက်ကြီးကဆိုရင်လည်းဒါအင်တာမီလန်ကဘော်ဒီကို level 80ဂိုးပေါင်းကိုနှလုံး80အရှုံးပေးထားပါတယ်ဗျဒါညနေပိုင်းပြောင်းလဲသွားတဲ့ကြေးတွေရလဲဒါအင်တာမီလန်အသင်းက level 60အရှုံးဖြစ်သွားပြီးတော့ဒါဂိုးပေါင်းကြေးကတော့နှလုံး80ပဲဖြစ်ပါတယ်ဗျဒါ body ကြေး level 80 ကနေ60 level 60ဖြစ်သွားတဲ့ကြေးကဒါ10ပြားလောက်ပဲကွာဟသွားတာဖြစ်တဲ့အရင်ပြောင်းလဲသွားတာမျိုးတော့မဟုတ်ဘူးဗျဒါဂိုးပေါင်းကြေးကလည်းနှလုံး80ပဲအတူတူပဲဖြစ်တဲ့အတွက်ဒါဒီပွဲကနှစ်သင်းစလုံးအတွက်ဒီပွဲကနောက်တစ်ဆင့်တက်ဖို့အရေးပါတဲ့ပွဲစဉ်လေးဖြစ်တယ်လို့ဂိုးရရှိသွားတဲ့အသင်းကလည်းဒါဒီနှစ်သင်းမှာဂိုးရရှိသွားတဲ့အသင်းကလည်းဒါနောက်တစ်ဆင့်တက်ဖို့မျှော်လင့်ချက်ရှိမှာဖြစ်တဲ့အတွက်ဂိုးရသွားတဲ့အသင်းကတေချာလေးခက်စစ်ကိုပိတ်ဆို့ကစားနိုင်တယ်လို့ကျွန်တော်အနေနဲ့သုံးသပ်မိတဲ့ကျွန်တော်ဒီအင်တာမီလန်အသင်းနဲ့ River Plate အသင်းတို့ရဲ့ကျွန်တော်ရဲ့စိတ်ကြိုက်ရွေးချယ်ပေးမှုကတော့ကျွန်တော်နှလုံး80ပေါက်တဲ့ဂိုးအောက်ကိုရွေးချယ်ပေးခြင်းပါတယ်ဗျဟုတ်ကဲ့ညီကိုရီနေနဲ့ကျွန်တော်နဲ့အကြိုက်တူမှလိုက်ပြီးကစားပါဗျအကြိုက်ပြီလို့ရှိရင်လွတ်လပ်စွာဘက်ကန်ဆော်ကစားနိုင်ပါတယ်ညီကိုရီနေနဲ့ဘောလုံးပွဲကိုဓာတ်ရိုက်ဆော်ကစားခြင်းတော့ဒါ24နာရီဝေသွင်းဝေထုတ်လုပ်လို့ရပြီးတော့အာမခံမှုအပြည့်ရှိရတာ
sorry UFA ဘက်မှာလာရောက်စော်ကစားလို့ရပါတယ်ဗျဒါ UFA ဘက်မှာညီကိုတွေအနေနဲ့ဒါအကောက်ငွေသွင်းအကောက်ဖွင့်ရုံနဲ့ဒါကျွန်တော်ရဲ့ဒါ Telegram VIP channel ကိုညီကိုတွေအနေနဲ့ free 2025-26ဘောလုံးရာသီတစ်ခုစာ free join ဝင်ရမှာဖြစ်ပါတယ်ဗျညီကိုတွေအနေနဲ့ကျွန်တော်ရဲ့ရွေးချယ်ပေးမှုတွေကိုဒါမှန်လားအစီအပြေလားလေးလာခြင်းနေဆိုရင်တော့ဒါကျွန်တော်ရဲ့ Telegram free channel link လေးကိုလည်းဒါကျွန်တော် comment မှာချပေးခဲ့ပါမယ်ဗျဟုတ်ကဲ့ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိကြည့်ပေးတဲ့ညီကိုတွေအားလုံးကိုကျေးဇူးများတင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုကညီကိုတွေအတွက်ဒါအထောက်အကူဖြစ်တယ်အထောက်အကူဖြစ်တယ်နှစ်သက်သဘောကျတယ်ဆိုတော့ဒါကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လေးနဲ့ကူညီပေးကြလို့ရပါတယ်ဗျဗီဒီယိုကိုအဆုံးထိကြည့်ပေးကြတဲ့ညီကိုအားလုံးကိုကျေးဇူးများတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ဗျ